တက်ကနေ6ထီနံပါတ်တစ်ခုရွေးကြည့်လိုက် ပေါ့နံပါတ်5ပေါ့ နံပါတ်5ကျတော့အင်ချီဝါဝတ်ထားတဲ့သူကိုတွေးလို့ရှိရင်ရေပြုတ်အပ်ပြီးတော့ရေပတ်ခံပေးရမယ်အမဒီအကိုရေပြုတ်လေးနဲ့ပတ်ပေးလို့ရမယ်အဲ့ဒီအဝါမအော်ထိသွားပြီတက်ကနေ6ထီဖယ်နံပါတ်လေးကိုရွေးချင်လဲနံပါတ်5အင်ဒီအဝါဝတ်ထားတဲ့သူကိုတွေးရင်ရေပြုတ်အပ်ပြီးတော့ရေပတ်ခံပေးရမှာပါဒီမနေ့တူအင်ကြီးဝဝထားတယ်တော့ရှာမယ်ဒီမှာပဲပတ်လိုက်မှာရပြီလားရပြီပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအကုန်မင်္ဂလာပါညီမတို့ဒီ list of moment လေးပြန်လိုက်က challenge မှာပါဝင်ချင်လားမသိဘူးရှင်ဘာ challenge လေးရှိရလဲ challenge ကတစ်ကနေ6ထိနံပါတ်လေးရွေးခိုင်းမယ်ပေါ့နော်နံပါတ်တစ်ခုချင်းစီတိုင်းမှာလောက်ခိုင်းတဲ့အကြောင်းအရာလေးရှိရပေါ့နော်အကိုအနဲ့အကိုအနေနဲ့တစ်ကနေ6ထိဘယ်နံပါတ်လေးရွေးချင်လဲမသိဘူး3နံပါတ်3ကအနာကသစိမ်းကို compliment တစ်ခုပြောပါမပြောရင်တနခါပကွက်နှစ်ဖက်ကွက်ရပါမယ်သစိမ်းမရမယ်မပြောရင်တနခါပကွက်ကွက်ရမယ်ဟုတ်လားအဲ့မတနခါပကွက်ကွက်လိုက်တော့ကောင်းပါဒီလားမအဲ့မှာကျွန်တော်တို့ကောင်တာမှာတနခါရှိတယ် Okay thank you ပါအားတည်းဘာပြောအောင်နားပါဟမ်နံပါတ်3အနာကဇိမ်းတယောက်ကို compliment တစ်ခုပြောပါမပြောရင်တနခါပကွက်နှစ်ကွက်ကပါမယ်ကွက်ကပါမယ်အနာကလို့ဆိုတော့ဟိုပါသူဘာလို့ပြရမှာဟို compliment တစ်ခုပြောရမယ်အရင်လာရောတကယ်လားNumber 5ครับ Okay ဒီမှာကြည့်လိုက်မယ်နော်5ကကြတော့အင်ကြီးအဝါနဲ့လူကိုရှာပြီးတော့အင်ကြီးအဝါနဲ့လူကကိုရေပတ်ခိုင်းရမှာပါအင်ကြီးမရှိရတော့တခြားကြရအောင်အမရှိရအမရေဟိုညီမတို့ challenge တွေတခုလုပ်နေအမအင်ကြီးအဝါဝတ်ထားဆိုတော့ဒီအင်ကြီးအဝါဝတ်တဲ့သူကဒီ challenge လုပ်နေတဲ့သူဒီရေပြတ်တနက်လေးနဲ့ပတ်ကမှာပေါ့နော်တစ်ချက်လိုက်ဒီလိုလေးပဲလားဟုတ်တယ်အမဟာလေးပဲတစ်ချက်ပဲHello စားပါရတယ်အမစားပါဘာအဲ့တစ်ကနေ6ထိနံပါတ်တစ်ခုချင်းစီတိုင်းမှာလုံးရမယ် challenge တွေတစ်ခုချင်းစီပါတယ်ပေါ့နော်အဲ့တော့အမအနေနဲ့နံပါတ်ဘယ်လောက်လေးကိုရွေးဖို့စဉ်းစားထားပါသလဲ3နံပါတ်3 Okay နံပါတ်3ကတော့အနာကစိမ်းရော compliment တစ်ခုပြောပါမပြောရရင်တနခါပကွက်နှစ်ဖက်ကွက်ပါ Okay နောက်တစ်ဖက်တနခါရပန်းနေတော့တွေ့ရတနခါရပန်းနေတော့တွေ့ရဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲမနက်ဖြန်မှာထပ်ဆုံမှာမို့လို့အားလုံးမနက်ဖြန်လာခဲ့ကြပါအောင်เนาะဘလို့ challenge တွေဘလို့ game တွေနဲ့ဘလို့ activity တွေကစောင့်မျှော်နေမလဲဆိုတော့အရန်ကိုရင်ခုန်စိတ်လှုပ်ရှားနေပါပြီညနေ4နာရီကနေည10နာရီထိမို့လို့အားလဲတဲ့အချိန်မှာလာပြီးတော့ဝင်ကစားသွားပေးပါအောင်เนาะကျေးဇူးတင်ပါတယ်